ဒီနေ့ချမ်းစာဖတ်လိုက်ရလားနားထောင်လိုက်ရလားကလေးတွေဘာကြောင်းလဲဒီနေ့ပျော်ရွှင်ခြင်းတရားပြောရအောင်ပျော်ရွှင်ခြင်းကိုယ့်နဲ့ကိုယ်ပျော်နေမှာပဲကိုယ့်နဲ့ကိုယ်ပျော်တတ်ဖို့ပဲလိုတယ်ဘယ်သူမှကိုပျော်လုပ်ပေးမှာမဟုတ်ဘူးကိုယ့်နဲ့ကိုယ်ပျော်နေဖို့ပဲဆိုတော့ပျော်ရွှင်ခြင်းဒီနေ့ကျမ်းစာဖာရီဇေဝနဲ့ဆာလူဆဲနဲ့ရှုံညာအဲ့ဒါရေထားလိုက်တော့ကိုယ့်အနေကိုပျော်မနေလိုက်တော့ပျော်နေဖို့ကအရင်ဦးဆုံးကိုယ့်အနေကိုနှစ်သိမ့်တတ်ရမယ်နော်ကိုယ့်အနေကိုချစ်တတ်ရမယ်ဒီနေ့ဝါရန်ကလာဒီမှာဒီထုံးပြပါရီလားဟောတာလည်းပြောတယ်ကိုယ့်တကယ်လို့လေကိုယ့်အနေကိုအရင်ဆုံးချစ်တတ်ရမယ်ချစ်တတ်လားကိုယ့်အနေကိုချစ်လား I love you myself ပြောဖို့ရလားနော်တကယ်ကိုယ့်အနေကိုချစ်ဖို့ဆိုတာအခက်ဆုံးသိလားနောက်တစ်ခုတဘာသူကိုချစ်ဖို့တဘာသူထဲမှာမှကိုကြည့်မရတဲ့သူကိုအရန်သူကိုမကောင်းပြောတဲ့သူတွားချစ်နိုင်ဖို့ကလုံးဝမလွယ်ဘူးနော်ကိုကလည်းကိုချစ်နိုင်ပြီးရင်တဘာသူအဲ့ဒီတဘာသူဆိုတဲ့ဟာမှာဗါလဲကိုနဲ့မတည့်တဲ့သူကိုရန်လူကိုချစ်နိုင်ဖို့ကအခက်ခဲဆုံးပဲနော်ဆိုတော့ကိုချစ်သူတစ်ပါးကိုချစ်ဖယားကိုချစ်ကာဒီနယ်ချားစ်ရဲ့စကားလုံးပဲဖြစ်တယ်ကာဒီနယ်ချားစ်ကတော့ဖယားကိုချစ်ကိုချစ်တဘာသူကိုချစ်ဖယားကိုချစ်ဆိုတော့အရင်ဆုံးလားဒါပေမဲ့ကိုကလူသားဆိုတော့တိတ်တော့မလဲပေါ့ဖယားကိုစချစ်ဖို့အကောင်းဆုံးတော့ဒါမဲ့အနည်းဆုံးကိုချစ်သူများကိုချစ်နော်ဒါမှဖယားကိုချစ်နိုင်မှာဖယားကိုချစ်တယ်ဖယားကိုယုံကြည်တဲ့ဒီမှာဖယားကြောင့်တက်လာကြတော့ကိုရဲ့ယောက်ျားမိန်းမနဲ့စကားများပြောလာရင်ဘာအကျိုးရှိမှာလဲနော်ကို့ဖေမေနဲ့စကားများပြောလာရင်ဘာအကျိုးရှိမှာအဲ့ဒါချစ်ချင်းမြတ်တာမရှိဘူးတကယ်တော့ကျွန်တော်အတိုက်အမျိုးလောကကျွန်တော်နေထိုင်တဲ့မိသားစုကဘာလို့အပ်လဲဆိုတော့ချစ်ချင်းမြတ်တာပဲလိုအပ်တာဖြစ်ချစ်ချင်းမြတ်တာမှာခုနချင်းပါတယ်နားလည်မှုပါတယ်သူကဒီလိုဖြစ်တာဆိုတော့ဖြစ်တင်ပါလေဟုတ်ရင်လည်းဟုတ်ပါပေါ့ဆိုပြီးနားလည်နိုင်တဲ့အချင်းချင်းနားလည်နိုင်တဲ့that အဲ့ဒီအလိုပဲဒါမှမဟုတ်ရင်အချင်းချင်းကတော့ကစားဖြစ်ပြီးတော့အကုန်လုံးပြီးမှာပဲကွဲမှာပဲဒါကြောင့်မို့ငါလည်းပြောတတ်တယ်သူလည်းအဲ့လိုဖြစ်တတ်မှာပဲဆိုတော့နားလည်မှုလေးချစ်ချင်းမြတ်တာဆိုတဲ့ဟာမှာနားလည်မှုလိုတယ်အမေနဲ့သားအဖေနဲ့သမီးလင်မယားအကုန်လုံးပဲအဲ့ဒါလိုနေတာပဲအရိကကျွန်တော်တို့အတွက်ချစ်ချင်းမြတ်တာဆိုတဲ့နေရာမှာနားလည်မှုတီးခံမှုခွင့်လွှတ်ပေးမှုအဲ့ဒါလေးလိုပဲတရားနဲ့တရားနားမလည်နိုင်လို့ရှိရင်
ခုမလုပ်ပေးနိုင်လို့ရှိရင်ဘယ်လိုတည်မြဲတော့မလဲဖျားနဲ့လူနဲ့တောင်မှမလွယ်ဘူးလူဘက်ကဖြတ်တာလေအဲ့ဒါလူနဲ့လူသားနဲ့လူသားဒီအချင်းချင်းကြားမှာမလွယ်ဝဲတာကိုယ့်အနေကိုတည်ပြီးတော့ဖြစ်မှာဒါကြောင့်မို့ဒီကနေ့ပျော်ရွှင်ခြင်းကျွန်တော်တို့နှစ်သိမ့်ခြင်းရှာကြရအောင်ဒီနေ့ဆိုတာဒီနေ့မှာလည်းရှာရအောင်မနှက်ဖြတ်မဟုတ်ဘူးမနေရမဟုတ်ဘူးဒီနေ့ချက်ချင်းရှာရအောင်နော်ဒီကနေ့ today အင်္ဂလိပ်ဆို today so at this time ဒီအချိန်မှာရှာရမှာဖြစ်တယ်နော်ဒါကြောင့်မို့ပျော်ရွှင်ခြင်းဆိုတာဘယ်မှမဟုတ်ဘူးကိုယ်အနေနာပတ်ဝန်းကျင်ကနေကိုယ်ဆင်းရဲဒုက္ခပေးရင်လည်းပေးနိုင်တယ်ကိုယ်ရှာတတ်ရင်ပျော်ရွှင်ခြင်းလည်းအဲ့အနေပဲရနော်ဒါကြောင့်မို့ဒီအနီးနားပတ်ဝန်းကျင်ကနေပဲပျော်ရွှင်ခြင်းကိုရှာကြပါစို့ဒီကနေ့ပျော်ရွှင်ချမ်းသာပျော်ရွှင်ခြင်းချမ်းသာနော်ဒီကနေ့နော်မနေ့ဖြာမဟုတ်ဘူးမနေ့ကမဟုတ်ဘူးဒီကနေ့ပျော်ရွှင်ချမ်းသာကိုဒီကနေ့ပဲရှာရအောင်မနေ့ဖြာစီကိုကြုံပြီးတော့မသွားရအောင်မနေ့ကစီကိုပြန်ပြီးတော့လိုက်မကောက်ရအောင်တကယ်တော့ကျွန်တော်တို့ဘဝတွေကဒီကနေ့ပဲဖြစ်တယ်ဒီနေ့ပဲဖြစ်တယ်နော်ဒီနေ့ဆိုတာကျွန်တော်ရဲ့အဓိကကျွန်တော်ရဲ့ဘဝပဲဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ကိုအကောင်းဆုံးအသက်ရှင်သန်နိုင်ဖို့အကောင်းဆုံးအသုံးချနိုင်ဖို့ဘုရားရဲ့လိုအပ်တဲ့ကျေးဇူးတော်တွေကိုထပ်မံပြီးတော့တောင်းပါရင်လည်းကျွန်တော်ဝတ်ပြုခြင်းကိုဆက်လက်ပြီးတော့ကြပါစို့